ဒီမှာမိကုံးကဆရာသူ3ခုမေးတာတယ်ဆရာကျွန်တော်တစ်ခုစီမေးလိုက်မယ်ဆရာနံပါတ်1ကဇကတ်ငွေကိုပေးရမယ့်သူတွေကိုတစ်လုံးနဲ့မပေးပဲခွဲပြီးပေးလို့ရပါသလားဆရာပေးဝင်ရှိတယ်ဇကတ်ကတစ်လုံးနဲ့တစ်ခဲတည်းပေးဖို့အရေးမကြီးဘူးပေါ့နော်သူအစဉ်ပြေသူလိုခွဲပြီးပေးမယ်ဆိုရင်ပေးဝင်ရှိတယ်တစ်နှစ်အတွင်းထဲမှာပေးတယ်ဆိုရင်တော့ဒါပေးရမယ်ဒါအသာဖြစ်သွားတစ်နှစ်ပတ်လေကြော်သွားတယ်ဆိုရင်ဒါကတော့ကစွာဖြစ်သွားမယ်ခွဲပြီးတော့ပေးဝင်ရှိတယ်နော်နံပါတ်2မေကုံးကသူမေးတာလားရွှေအတွက်ဇကတ်ထုတ်တဲ့အချိန်မှာဝယ်တဲ့အချိန်တုန်းကတစ်ကြက်သားဈေးနဲ့တွက်ရမှာလားဒီနေ့ပေါက်ဈေးနဲ့တွက်ရမှာလားဆရာလက်ရှိပေါက်ဈေးနဲ့တွက်ရမယ်လက်ရှိပေါက်ဈေးနဲ့တွက်ရနံပါတ်3ကကျတော့လိုင်းဆွဲနေတဲ့ကားတွေကိုရောဇကတ်ထုတ်ရမလားဆရာမထုတ်အောင်ဒါလုပ်ငန်းသုံးဖြစ်တယ်အခုနကျွန်တော်ဖြေပြီးတော့ဇကတ်ကရွှေတယ်ငွေကြေးဥစ္စာပစ္စည်းရယ်ရောင်းကုန်ရယ်ကျွန်တော်တို့ရစရာရှိတဲ့အကျွေးဒီလိုင်းကားတွေဘာတွေကဒါအခုနလုပ်ငန်းသုံးဖြစ်သွားပြီသူရှိရလာတဲ့ဝင်ငွေနှစ်ပတ်လေပြည်တဲ့အချိန်မှာကိုယ့်လက်ထဲမှာရှိရင်ထုတ်ဒီတိုင်းတော့ဒီလိုင်းကားပေါ်မှာဇကတ်ထုတ်เสียမလို့ဇကတ်စားထိုက်သူကို2သိန်းခွဲဖြစ်အဲအကွန်းကိုသူကလိုချင်တယ်လို့ယူမယ်လို့ပြောတယ်2သိန်းခွဲကို3သိန်းကိုဇကတ်အနေနဲ့ပေးပြီး3သိန်းခွဲပဲသူ့ကိုငွေသားရှင်းပါဆိုပြီးဇကတ်ပေးတာပိုင်ပါသလားဆရာတခုကဇကတ်မှာကကျွန်တော်တို့တမလိကဆိုတဲ့စီကံချက်ကတိတ်အရေးကြီးတယ်ကိုပေးမဲ့ဇကတ်ရဲ့အမောက်ဒုမကိုပေးမဲ့ဇကတ်ရဲ့ပစ္စည်းကိုလူတယောက်လက်ဝဲကိုပေးရမှာပေးတယ်ဆိုတဲ့ပုံစံမှာလည်းပဲဒါတီးတန့်ဇကတ်အတွက်ပေးတယ်ဆိုတဲ့ပုံစံဖြစ်ရမှာအခုကသူကအယောင်းဝယ်ကိုသူကဇကတ်နဲ့ရောနှောပြီးတော့မှသူပေးတယ်ဆိုတဲ့အတွက်ကြောင့်အယောင်းဝယ်တော့သူအထမြောက်ခြင်းမြောက်သွားမယ်ဒါပေမဲ့ဒီဇကတ်ကတော့အထမမြောက်သွားဘူးအဲ့လိုမျိုး2သိန်းခွဲတန်အဲကွန်ကိုသူက3သိန်းခွဲပဲပေးမယ်ဟိုသူကဒီအဲကွန်ပေးတဲ့အခါမှာဒီအဲကွန်က2သိန်းခွဲတန်တဲ့အတွက်ကြောင့်ကျန်တဲ့3သိန်းကိုသူကဇကတ်ရဲ့ရက်နဲ့အဲ့လိုတန်းပေးလိုက်မယ်ဆိုရင်ဒါဇကတ်နဲ့ဒါအယောင်းဝယ်နဲ့ရောနှောနေတာဇကတ်လုံးဝအထမမြောက်အထမြောက်အောင်လုပ်တဲ့နီးလန်းတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အခုနဲ့အဲကွန်ရောက်မဲ့ပိုင်ရှင်ကအရှိရလူ3သိန်းဇကတ်ကိုပေးလိုက်ပေးပြီးသွားတဲ့အခါမှာဟိုလူကသူ့မှာရှိတဲ့3သိန်းခွဲနဲ့ပေါင်းပြီးတော့2သိန်းခွဲသူ့ကိုပြန်ပေးပြီးတော့မှအဲကွန်ဝယ်မယ်ဆိုရင်တော့အဲ့ဒါကတော့အထမြောက်အဲ့ဒီပုံစံပဲလောက်အောင်